ဒီကောင်လေးကတန်းရှင်းကျိုးနော်တန်းရှင်းဟားရဲ့ line ကျိုးပြတ်သွားတာဗောနော်အဲကျိုးပြတ်သွားတာလေးလဲတဲ့ဟာလေးဗောနော်ဒီကောင်ကဒါထိပ်ပိုင်းကပြတ်သွားတာနော်တန်းရှင်းကျိုးတွေတော့ပြတ်ရင်တော့ထိပ်ကပြန်ရင်အောက်ကရင်းကပြတ်သွားနော်ဓာတ်တွေကပြတ်ရင်ပြတ်သွားတန်းရှင်းကျိုးလဲတဲ့အပိုင်းမှာဒါဝယ်မဲ့ဟာလေးဗောနော်ဒါကတော့စပိန်နောက်ဘရိတ်ကျိုးရှိမယ်နောက်ဂီယာကျိုးရှိမယ်နော်ဒီကောင်နောက်ဂီယာကျိုးကတော့ရှည်ကြီးပဲဆက်ကြီးထိရတယ်နော်လောင်းဆက်ကြီးတွေကြာတာဒါဒီနောက်ဂီယာကျိုးကပိုကောင်းတယ်နော်ဘရိတ်ကျိုးကတော့ဒီအခွန်တွေမှာမကောင်းဆိုရင်တော့ဒါဘရိတ်ကျိုးနောက်ဘရိတ်ကျိုးကဒါဒီခွန်မှာယူလို့ရမယ်နော်တချို့ကတော့ဒီအရင်ကရက်ပြတ်တာဗောနော်ဘယ်ရပြတ်ပေါ့ဒီဂျိုးလုံးကတော့လဲရတော့ဗောနော်အဆင်ပြေတော့ဒါဆိုရင်ဒါပထမဆုံးနေတဲ့ဒီနှက်ကောင်းတွေကုန်လျှော့မယ်ဒီဂျိုးကိုဖြတ်ထုတ်လိုက်တော့ဗောနော်အလုံးပိတ်တွေကြတော့ဒီအခွန်မှာဖွင့်မှဒီဟာထည့်ရပြီးတော့ပေါအောင်ဗောနော်အပြင်ကရှင်းလင်းဟာဆိုတော့ဒါဖွင့်ကြမလို့ဒီကနော်တန်းရှင်းနှက်ကတော့ဒါဖြတ်ပလိုက်ဂျိုးနော်ဒီဂျိုးကဒီမှာဥဒန်ရှိမယ်ဒီဂျိုးကိုဟိုဘက်ကနေဆွတ်ထုတ်လိုက်မယ်နော်ဟိုဘက်ကလုံးကြီးတဲ့ခါကျတော့ဒါဒီဂျိုးထွက်သွားပြီးတော့မှဂျိုးတစ်လဲမယ်နော်ရှော့ရုံပဲရှော့ရှော့ပြီးရင်ဟိုဘက်ကနေဆွတ်ထုတ်နော်ခဏပြေးတာပြီးရင်ဒီခေါ်နော်ဒီအပိုက်တွေဆွတ်ရှိတယ်ဒီကောင်ကြီးကဒီမှာတစ်စင်ကန်ပိုက်ရှိတယ်နော်အဲ့ဒီမှာဒီကောင်ထပ်ထည့်တာလားဒီရင်ဆွတ်ထုတ်လိုက်နော်ဒီဂျိုးရဲ့ဟာထွက်လာပြီနော်စာသုံးဒါကြောင့်မို့ဂီယာကျိုးသုံးမဲ့ဆိုရင်ဒါမှမဟုတ်2ကျိုး3ကျိုးရမယ်နော်ဂီယာကျိုးကရှည်တဲ့ခါကျဒါဆိုရင်ဒီမှာဒီကနေတိုင်းလာတာနော်အများကြီးကြံပြီးရှည်ပြီပဲနော်ဒါဆိုရင်2ကျိုး3ကျိုးရတယ်တော့သုံးမယ်ဆိုနော်အခွန်မှာဆုပ်တဲ့ခါကျတော့သူကဒီကနေပြီးတော့ဒီအခွန်မှာထည့်ရတော့ဗောနော်အခွန်မှာထည့်ရအခွန်ကိုအရင်ဖြတ်တိုင်းမယ်နော်ဖြတ်ပြီးတော့အခွန်ထည့်ဒီကောင်လေးတွေဒီမှာပိန်သွားရင်တော့ထုတ်ရခက်ပါနော်ကတ်တာနဲ့ညှက်ရမယ်နောက်တစ်ခုကဒီကောင်ကိုယူမယ်ဆိုရင်ကတ်တာနဲ့ညှက်လို့ရတော့ပိန်ညှစ်သွားလို့မရဘူးဒီကောင်ဒေချာတန်တွဲလာပြီးနဲ့ဖြတ်มาရအောင်နော်ဒီအခွန်ကအရန်ရေးကြီးတယ်အခွန်ပိန်သွားရင်ဒီကျိုးသွားတာအဆင်မပြေတော့နော်အဲတော့အခွန်ဖြတ်မယ်ဆိုရင်တန်တွဲလာနေဖြတ်ရအောင်နော်ဒါဆိုဒါအခွန်ရဲ့အတိုင်းတာနော်နည်းနည်းပူပူလို့အခွန်ယူလိုက်လို့ရတယ်နော်ပြီးတော့ဒါဖြတ်မယ်နော်ဒါတော့ဒီကောင်ကတန်ပြက်လာလေးပဲဖြတ်ရမယ်နော်။ဒီကနေကတ်ချက်လိုက်ရင်အဲ့နေအောင်ပိတ်သွားလိုက်။လှည့်ပြီးတန်ပြက်လာနဲ့မနိုင်တော့ဒါကြောက်ဆက်နဲ့ဖြတ်ပါနော်။ဒီဝါလေးကိုကျိုးချောင်ရှိသွားအောင်လုပ်ရမယ်နော်။အောင်းဆိုလဲဒါဒီထိတ်ကိုယူမယ်နော်။ထိတ်ကိုလည်းပို့ယူမယ်။ဒီမှာဒီတိုင်းမယ်နော်။တိုင်းမျိုးသူ့လည်းပူပူသားလေးဖြတ်တာနော်။လောင်းမှနည်းနည်းပူသွားကမ်းဖြူနော်။သူလည်းလိုပဲထိတ်ကိုမဖွာအောင်ဖြတ်ရမှာနော်။ကြောက်ဆက်လေးနဲ့ပဲဒီချာဖြတ်ရမယ်။မပြေသွားအောင်နော်ဒီကောင်လေးရနော်ဖြတ်တာနဲ့ပြည်ရဲဟာဖြစ်နော်ဒါဒီဘက်ကယူမဲ့ဟာနော်ပြည်သွားရအောင်ဆိုတော့လည်းခတ်ထည့်ရတာဒီကောင်လေးကဒီထိတ်မှာညှစ်ထားကြက်နော်ညှစ်ထားတော့ကြက်သွားကျိုးကဒီနေရာမှာထောင်ကြည့်ဖြစ်အောင်ပြန်လောက်အောင်နော်ဒါလေးကပြန်ပြီးတော့ပြန်ဖောင်းပေးပြီးတော့နော်ဒါကိုထွက်လို့ရအောင်လုပ်အောင်ဒီကောင်လေးကဒါဒီထိတ်ကလေးကိုယူမယ်နော်ဒီလိုမျိုးဒါဒီကနေတန်းထိုးခဲ့ပေါက်ပြရနော်နည်းနည်းတိုင်းချက်တယ်နော်ပြီးနောက်ဒီမှာအခွန်နော်အခွန်ကဒီထဲထည့်ကြောင်လေးထည့်အောင်ဒီလှည့်လှည့်ထည့်နော်မထောက်အောင်ဒီရောက်သွားဒီကနေဒီကျိုးကင်ထားပြီးတော့ဆွဲကြည့်မယ်တန်းရှင်းလိုက်နော်အဲ့ဘက်မှာအလုပ်လုပ်နေတာနော်ဒီအောက်သွားတယ်ဒီမှာသူ့ကိုဒီခွန်တက်တဲ့ဟာထည့်ရဒီကောင်ကဒီဘင်းကနော်ထည့်ရမှာဒီနဲ့ပြန်ထည့်ပါနော်အဲ့နဲ့ကိုပြန်ဖောက်ထုတ်အောင်
အဲတောင်လေးတွေညှစ်ထားတာအဲ့ဒါလေးကိုပြန်ပြီးတော့ထုပြီးတော့ဒီကျိုးထွက်အောင်လို့ဒီတော့ဟိုကျိုးကိုထည့်ပြီးပြန်ညှစ်ပေးရထိတ်ကလေးကိုဖြတ်ပလိုက်နော်ဖြတ်ပြီးတော့ဒါလေးကိုနော်စူးလေးနဲ့ရိုက်ထုတ်ဒီရထွက်သွားပြီးတော့ဒါလေးကိုထည့်ရအောင်တော့မညှစ်သေးဘူးသူ့လိုချင်တဲ့တန်းရှင်းဟာရဖွင့်တာချိန်လို့ရလားရပြီဆိုတော့မှညှစ်မယ်နော်ဒီနေသားလေးမှဆွဲကြည့်ပါဦးနော်ဟိုမှာတန်းရှင်းလိုင်းကဟာလားဟာယူနေအဲ့ဒီအနေသားလေးကိုချိန်သွားပြီတော့ဒီဂျိုးကတော့ဒီမှာမိတဲ့အနေသားပြအောင်နော်ဒီဂျိုးကတော့မိရဒီဂျိုးမိပြီးတော့မှတန်းရှင်းဆွဲမယ်အဲ့ဒါမျိုးကြားရဲဆိုတော့ okay ရဲ့နေသားကဒီချိန်ကိုညှစ်ပြီဟောရဲ့ဒီကောင်းလုံးနဲ့အဲ့ဒီကိုနေအောင်ပြန်ပြေးပေးလိုက်ပါအားလုံးဒီဂျိုးကတော့ညက်သွားတယ်နော်ဒီလိုတော့ရွေးတဲ့အနေထားပါညှစ်ပြရဒါမှဒီကသူနဲ့ဆွဲပြီးရင်တိုင်းချင်းဟာနော်အဲ့ပုံစံဖြစ်အောင်ဒီရိုးကနည်းနည်းပါပြင်လို့ရနေတာများတာနော်ဒီပိုက်မှာချိန်မိတဲ့အနေထားတော့ဖြစ်ရအောင်ဒီကရောဟာပြီလူသေးလေလူသေးရင်လည်းဒါထပ်ဆွဲလို့ရနေတယ်ဒီရိုးကတော့ပြောတော့မပြေးအောင်ညှစ်ပြရနော်မကျင်တဲ့ဥတွေတစ်ခါပြန်ဖြုတ်ထုကြည့်နေထုပါနော်တိုင်းရှင်းတဲ့ဟာပါနော်ဒါလူကြီးတော်လေးလည်းရှော့တင်းလေးရှိလို့ရနော်